ညတကောင်ရန်နှင်းနှင်းချိုက်ချိုက်အိမ်မောကြနေတဲ့အချိန်မှာအခန်းတောင်ကအယုံမကြီးတယောက်ကရုတ်တရက်လှုပ်ရှားလာပြီးတော့တချင်းထဆိုမယ်ဆိုလို့ရှိရင်ဘယ်လိုခံစားရမလဲအားလေးတစ်ချက်ပြောကြည့်အခုမြင်တွေ့နေရတဲ့အခန်းဆိုလို့ရှိရင်တာမန်အယုတ်ခရီစီတယောက်ရဲ့အခန်းမဟုတ်ပါဘူးဒီအခန်းကလှပတဲ့ fashion ဝတ်စုံတွေရောင်စုံဝတ်ထားတဲ့ဒီကလေးအယုတ်လူကြီးအယုတ်ပေါ့နော်လူကြီးအယုတ်26ရောက်အတွင်းထဲမှာဘာတွေရှိနေလဲသိလားတကယ်ကိုလူတွေအလောင်းတွေရှိနေတယ်ဒီဘာသာစကားကို73မျိုးအထိတက်မြောက်ထားတဲ့ကဘာကျော်ပမောက္ခတူဟာဘာကြောင့်မို့လို့တင်ញိုင်းတို့ရမိန်းကလေးငယ်တွေအလောင်းကိုတူးဖော်ပြီးသူ့အိမ်မှာအယုတ်တွေအဖြစ်ဖန်တီးထားခဲ့ရလေအဲအကြောင်းလေးကိုဆက်ပြောပြမယ် ES Sandy Crime Stage and Horror Story Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ် ES Channel လေးကိုလည်း Subscribe လုပ်ပြီးအားပေးသွားကြပါအောင်လို့တောင်းဆိုချင်ပါတယ်ဒီနေ့မှာတော့ Horror နဲ့ Crime နှစ်မျိုးရောပြောပြီးတော့ကြားရသူတိုင်းစက်သိမ်းမွေးညင်းတွေတပြန်းပြန်းနဲ့ထသွားမယ်ရုရှားနိုင်ငံကတုံလို့စရာဖြစ်ရမှန်အကြောင်းကိုတင်ဆက်ပေးသွားမှာမို့အဆုံးထိလိုက်ပါကြည့်ရှုလိုက်ပါအောင်နော်ရုရှားနိုင်ငံနီစနီနော့ဗ်ကိုရော့ဒ်မြို့မှာ1966ခုနှစ်စက်တင်ဘာလ1ရက်နေ့ကမွေးဖွားခဲ့ပြီးတော့ဘာသာစကား73မျိုးအထိကျွမ်းကျင်တဲ့ရုရှားသမိုင်းပညာရှင်တဦးဖြစ်တဲ့အနာတိုလီမော့စကဗင်ဟာဆိုလို့ရှိရင်သူကျူးလွန်ခဲ့တဲ့ထိတ်လန့်ဖွယ်ရာဇဝတ်မှုတွေကြောင့်မို့လို့ပေါ့နော်ဒီကမ္ဘာသမိုင်းမှုခင်းမှာရုပ်သေးစရာပေါ့နော် doll maker ဆိုပြီးတော့မှနေလူသိများလာခဲ့တဲ့ဒီပညာတတ်မိသားစုကနေပေါက်ဖွားလာတဲ့တဦးတည်းသောမော့စကဗင်ဟာဆိုလို့ရှိရင်အသက်73နှစ်အရွယ်ကနေပြီးတော့မှနေတငယ်ချင်းမိန်းကလေးတဦးရဲ့ဇာပနာမှာပေါ့နော်ဒီမိန်းကလေးရဲ့အလောင်းကိုသူ့ရဲ့အလောင်းကိုပေါ့နော်ဘာကြောင့်မို့လဲတော့မသိရပါနဲ့ဒီမိန်းကလေးရဲ့အလောင်းကိုနမ်းခိုင်းတာကြောင့်မလို့သူဟာဆိုလို့ရှိရင်ဒီငယ်စဉ်ကတည်းကဒီဖြစ်ရကြောင့်မလို့တေချင်းတရားနဲ့ပေါ့နော်ဒီကိုတင်းချိုင်းနေပေါ်မှာဆွဲလန်းမှုတွေပေါ့နော်စတင်ပြီးတော့မှလည်းဖြစ်ပေါ်လာခဲ့တဲ့နောက်ပိုင်းမှာတော့မော်စကိုကပေါ့နော်နိုင်ငံတော်တက္ကသိုလ်ကနေပြီးတော့မှနေဘာသာပေဒနဲ့တမိုင်းဘာသာရပ်တွေကိုဘွဲ့ရခဲ့ပြီးတော့မှနေကတိကတူဖြစ်လာခဲ့တယ်သူဟာဆိုလို့ရှိရင်2011ခုနှစ်မှာတော့ဒီတင်ញိုင်းကူတွေကနေပြီးတော့အလောင်းပျောက်ဆုံးမှုတွေနဲ့ပတ်သက်ပြီးတော့မှနေရဲတပ်ဖွဲ့ဝင်တွေကဒီအိမ်တွေကိုလိုက်လံစစ်ဆေးတဲ့အခါမှာဒီသူ့ရဲ့အခန်းထဲမှာပဲထိတ်လက်ခြောက်ခြားစရာလှုပ်ဝက်ချက်ကြီးတွေပေါ်ပေါက်လာခဲ့တယ်။သူ့ရဲ့တိုက်ခန်းအတွင်းမှာအသက်3နှစ်ကနေ15နှစ်ကြာရှိတဲ့မိန်းကလေးတွေရဲ့ရုပ်အလောင်း26လောင်းကနေ29လောင်းအထိကိုဒီတင်ញိုင်းကူတွေကနေတူးဖော်ပြီးတော့မှနေယူဆောင်လာတယ်ပေါ့နော်အိမ်ကိုယူလာတယ်ပြီးတော့ခါကျတော့သူကဒီအလောင်းတွေတာရှည်ခံအောင်လို့ဆိုပြီးတော့မုတ်ဖုတ်စော်တာတွေနဲ့မန်မီပုံစံပြုလုပ်ပြီးတော့မှနေအဝတ်လှလေးတွေပေါ့နော် dress လှလေးတွေကောင်းဝင်လှလေးတွေကိုဝစ်စင်ပြီးတော့ဒီလူတကိုစားအယုတ်ကြီးတွေအဖြစ်ပြုတ်လုပ်ထားခဲ့တယ်။သူကဒီအယုတ်တွေပေါ်မှာဒီတင်းကြိုင်းနေဒီအလောင်းကောင်တွေပေါ်မှာဆွဲလန်းမှုတွေဖြစ်နေတဲ့အတွက်ကြောင့်မို့သူကဒီဟာတွေကိုသူနဲ့အတူတူနေဖို့ဆိုပြီးတော့မှနေသူကခေါ်လာခဲ့တာအခန်းအနက်မှာလည်းဒီလှပတဲ့တကယ်ကိုလှပတဲ့ fashion ဝတ်စုံတွေဝတ်ဆင်ထားတဲ့အရွယ်စုံပေါ့နော်ခလေးကစားစရာအဲ့ရုပ်ကြီး26ရုပ်ကရှိနေခဲ့တယ်ဒီအချို့အယုတ်တွေကိုတော့ထိုင်ကောင်ပေါ်မှာပဲသူထိုင်ခိုင်းထားတယ်တချို့အယုတ်တွေကိုတော့ဂရင်ပေါ်မှာတိတိကျကျကြနာတိတ်ထားတယ်ဒီအနာတိုလီဟာဆိုလို့ရှိရင်ဒီအယုတ်တွေကိုနှကန်းနီတွေစိုးပေးထားတယ်မျက်လုံးနေရာတွေမှာတော့သူစချင်ကြောက်တွေထည့်ပေးပြီးတော့မျက်စိတွေကိုလည်းသူကအမဲလေးတွေနဲ့ခြေပေးထားတယ်နှကန်းနီတွေလည်းစိုးပေးထားတယ်ပြီးတော့မျက်ခုံးမွေးတွေဆွဲပေးထားတယ်ဒီပါးနီတွေဒီအိုင်ရှဲဒိုတွေကအစာဆွဲပေးထားတယ်ဒီအနာတိုလီယာဆိုလို့ရှိရင်အလောင်းတွေကိုဒီတိုင်းပဲတာမန်တင်ထားတာမဟုတ်ဘူးသူကကလေးအလောင်းတွေရဲ့ဥကောင်းကိုနေထဲမှာသူတို့ရဲ့ကလေးတွေရဲ့တေဆုံးမှုရာဇဝင်ပေါ့နော်။ဘာကြောင့်တေဆုံးခဲ့ရလဲဆိုတဲ့အကြောင်းရင်းတွေကိုအဲ့ဒါတွေနဲ့ပေါ့နော်။အဲ့အကြောင်းရင်းတွေနဲ့ဒီတင်းញိုင်းမြေပုံစက်ကူပေါ့နော်။ဒီကလေးအလောင်းကဘယ်နာလေးရခဲ့တာလဲ။ဒီအုပ်ကူတွေကဘယ်နှခုမြောက်မှာဒီကလေးအလောင်းကိုရခဲ့တာလဲဆိုတဲ့မှတ်တမ်းတွေပါပြုစုပြီးတော့မှနေသူကတခုချင်းစီပေါ့နော်။အဲ့ကလေးမလေးတွေရဲ့နာမည်နဲ့တကွာရေးပြီးတော့မှနေပေါ့နော်။ဥကောင်းကိုနေထဲမှာထည့်ပြီးတော့မှနေစုဆောင်းထားခဲ့တာဒီတခါတလေဆိုလို့ရှိရင်ဒီအလောင်းတွေကနေအနက်အသက်ဆိုးတွေထွက်လာခဲ့လို့ရှိရင် तू ကဒီအယုတ်တွေရဲ့ကိုယ်ထဲကိုရင်မွေးတွေနဲ့ဖြန်းပြီးတော့မှနေအနက်ဖြောက်အောင်ပြုလုပ်တယ်ပေါ့နော်အဲ့လိုမျိုးလုပ်လေးရှိတယ်ဒါပေမဲ့လည်းအခန်းထဲမှာပုတ်စော်နံနေတဲ့အခါကျရဲတွေကဒီအယုတ်တွေကိုတေချာကင်တွဲစစ်ဆေးကြည့်တဲ့ဟာတော့သူတို့ကတော့အစတော့အယုတ်တွေလို့ထင်နေတာပေါ့နော်အယုတ်တွေလို့ထင်နေတဲ့အတွက်ကြောင့်မလို့သူကဒီအယုတ်ကလေးတွေကိုသူကကင်တွဲပြီးတော့တေချာစစ်ဆေးကြည့်တဲ့အခါကျအယုတ်တွေကနေပြီးတော့အပုပ်နှံ့နေထွက်လာတယ်တချို့အယုတ်တွေကဆိုဒီလိုအပုပ်ရည်တွေစီးနေတာပေါ့နော်စီးကြနေတဲ့အခါမှာတော့ဒါတွေကတာမန်အယုတ်တွေမဟုတ်ဘူးဒါတွေဟာဆိုလို့ရှိရင်ပေါ့နော်
သူတို့ပြောင်းနေတယ်သူတို့တွေထူးပေါ်ခံရထားရတယ်တင်းချိုင်းနေမှာပေါ့နော်ထူးပေါ်ခံထားရတဲ့ကလေးအလောင်းတွေပေါ့နော်အဲ့ဒါတွေဖြစ်နိုင်တယ်ဆိုပြီးတော့မှလည်းသူတို့တွေအယုတ်တွေကိုဖျဲကြည့်တဲ့အခါကျမှတကယ်ဟုတ်တယ်အလောင်းတွေဖြစ်နေတယ်ဒီအယုတ်တရားဆိုလို့ရှိရင်အသက်3နှစ်ကနေ15နှစ်အရွယ်မိန်းကလေးတွေရဲ့အလောင်းတွေဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရှိခဲ့ရတယ်ပို့ပြီးတော့မှနေကြောက်စရာကောင်းတာကဒီ mosque ဖင်ဟာဆိုလို့ရှိရင်ဒီအယုတ်တွေရဲ့ရင်ဘတ်တွေထဲမှာသူကထိလိုက်လို့ရှိရင်တချင်းဆိုတဲ့ဆက်ကလေးတွေထည့်သွင်းထားတယ်အားကြောင့်မလို့သူကလမ်းလျှောက်လိုက်လို့အယုတ်ကလေးတွေကိုတိုက်မိတယ်ဆိုလို့ရှိရင် See if it can be ဒီအယုတ်တွေရှင်းနေတချင်းတွေအလိုလျောက်ထွက်လာတယ်ပေါ့နော်အဲ့လိုမျိုးတွေလှုပ်ထားတယ်ပြီးတော့သူဟာဆိုလို့ရှိရင်ဒီကလေးအလောင်းတွေနဲ့အတူပေါ့နော်မွေးနေ့ပါတီပွဲတွေလုပ်ပြီးတော့မှနေ TV ကြည့်တာမျိုးပေါ့နော်အတူတူတအိမ်ထဲမှာတက်ရှိထင်ရှားရှိနေတယ်လို့မျိုးတူတူနေထိုင်ခဲ့တယ်တဲ့ဒီသူ့ကိုဖမ်းဆီးခံရပြီးတဲ့နောက်မှာစစ်ဆေးမြတ်မြတ်တဲ့အခါမှာတော့ तू ကဒီကလေးတွေကိုပေါ့နော်မရည်ရွယ်ပဲတည်ဆုံးသွားရပေါ့နော်ကလေးတွေကဒီအသက်မပြည့်သေးပဲနဲ့ပေါ့နော်ငငယ်ရွယ်နဲ့တည်ဆုံးသွားတာကြောင့်မလို့သူတို့ကိုတနာတာကြောင့်မလို့ဒီဆုံးအတက်ပညာနဲ့ပေါ့နော်ဒီကလေးတွေကိုအသက်ပြန်သွင်းပို့စူးစမ်းနေတာဖြစ်ပြီးတော့ဒီကလေးလေးတွေဟာတနေ့နေ့မှာအသက်ပြန်ရှင်လာမယ်လို့ယုံကြည်နေရလို့သူကထွက်ဆိုခဲ့တယ်ဒါတွေမကသေးဘူးအနာတိုလီဟာဆိုလို့ရှိရင်ဒီကလေးငယ်တွေရဲ့မိဘတွေစီကိုလည်းသူကစိန်ခေါ်တဲ့စာတွေလည်းပို့ခဲ့သေးတယ်နင်တို့ရဲ့ကလေးတွေကိုတင်ချိုင်းထဲမှာစွန့်ပစ်ထားခဲ့ကြတာနင်တို့ကစွန့်ပစ်ထားခဲ့တာပေါ့နော်အဲ့ဒါကြောင့်မလို့ငါကသူတို့ကိုအင်ခေါ်လာပြီးတော့နွနွထွေးထွေးနဲ့ထားပေးထားတယ်ဆိုပြီးတော့မှနေကလေးတွေရဲ့အဲ့ဒီမိဘတွေရှိကိုလည်းသူကအဲ့လိုစာတွေလည်းပို့ပေးခဲ့သေးတယ်တကယ်စိုက်ကိုပဲနော်အဲ့လိုမျိုးစစ်ဆေးချက်အရာပေါ့နော်မော့စကပင်ဟာဆိုလို့ရှိရင်သူ့ပေါ့နော်ဒီစိတ်ကြမ်းမာရေးပေါ့နော်စိတ်ကြမ်းမာရေးတွေလည်းစစ်ဆေးမှုတွေလည်းပြုလုပ်ခဲ့တယ်အဲ့ဒီစစ်ဆေးမှုတွေမှာဆိုလို့ရှိရင် तू ကဒီစိတ်နှခွယောဂပေါ့နော်လူတကူနဲ့ तू စိတ်နှစ်ခုကွဲနေတဲ့ယောဂသိရမလားနောက်တစ်ခုကလူဆိုးနောက်တစ်ခုကလူကောင်းနောက်တစ်ခုကတခုခုအဲ့အလောင်းတွေနဲ့သူကနေကျင်တယ်နောက်တစ်ခုကဒီတာမန်အတိုင်းပဲအကောင့်တိုင်းနေကျင်တယ်ဆိုတော့ဒီစိတ်နှခွယောဂဖြစ်နေတယ်ဆိုပြီးတော့မှနေလဲပြင်းပြင်းထန်ထန်အဲ့စိတ်နှခွလည်းတကယ်ကိုပြင်းပြင်းထန်ထန်ဖြစ်နေဆိုပြီးတော့မှနေဒီ schizophrenia ဖြစ်နေတယ်ဆိုပြီးတော့မှနေစစ်ဆေးတွေ့ရှိရတယ်အဲ့ဒါကြောင့်မို့လို့ तू ကဒီဟာလူတက်မှုလည်းမဟုတ်တဲ့အတွက်ကြောင့်မလို့သူကထောင်နှံအစားစိတ်ကြမ်းမာရေးစေုံမှာပဲသူ့ကိုစေကူတာမှုခံယူစေဖို့ပေါ့နော်စီရင်ချက်ချခဲ့ပြီးတော့အခုထိလည်းသူကအဲ့စိတ်ကြမ်းမာရေးစေုံမှာစေကူတာမှုခံယူနေစေပဲဖြစ်တယ်ဒီအကြောင်းအလေးကတော့တကယ်စက်သိမ်းထားစရာကောင်းတယ်เนาะဒီအကြောင်းအနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်လည်း Reddit မှာလည်းရှာကြည့်လို့ရတယ်ပြီးတော့ YouTube မှာလည်းရှာကြည့်လို့ရတယ်ဒါကတော့အီးသီးတလောက်ကလေးကိုပြန်လဲမျှဝေပေးတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အခုဗီဒီယိုလေးကိုလည်းတကယ်နည်းနည်းထိတ်လန့်တတ်တဲ့သူတွေတော့မကြည့်ကြနဲ့ပေါ့နော်ဒီထက်မှသူ့ရဲ့ကလေးအလောင်းတွေပါတယ်တကယ်ကိုပါတယ်လေကလေးရဲ့အလောင်းတွေကိုအယုတ်ပြုတ်လုပ်ထားတယ်တကယ်ကိုထည့်သွင်းထားတာအတွက်နည်းနည်းတော့ကြောက်ဖို့ကောင်းတယ်ပေါ့နော်ကဲအားလုံးပဲတတာပါနောက်ရက်မှာနောက်ထပ် crime အကြောင်းအားတစ်ခုနဲ့ပြန်လာခဲ့ပါအောင်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်